if you're an author and you just wrote about my story and you're not like, run me my money. Like, you writing my story and you getting paid for it, and you didn't like, what are you, like, nah. Oh, welcome everybody. Welcome to this corner of the interwebs that I like to call DC from DC. Allow myself to introduce myself. My name is DC, and I have officially made my book reading goal for the year, and I am just reading for extra credit now. But if this is the first time joining us, welcome. You're in for a treat and prepare to shenan. If you've joined us before, welcome back and prepare to shenan again. If you're looking at this video that gets recorded and saved up to the Twitch channel as a VOD, welcome to you too. Also, welcome to you if you're looking at this over at the Tube There's You that I tried to edit and put up over there, and they have them block it. The two of them. Part 1, episode 2. I don't know, Milestone Entertainment does this with their series. But this is part 1, episode 2, the two of them. So far, the last episode, we just got a little bit of exposition. This lady wrote a book about the two of them, and then she went back to her high school for a reunion for a teacher who's retiring. And I think she ran into one of the two of them, and then okay, so all right. If you're an author and you just wrote about my story and you're not like, run me my money. Like, you writing my story and you getting paid for it, and you didn't like, what are you, like, nah. So I don't know the whole thing, but we're getting like led onto there. So yeah, nothing really happened, but I'm just like, I hope she didn't like write and getting paid, and it's a best-selling book there, and so I'm like, come on, no. But let's get into it and really get into it. Hope everybody's staying warm. They're both adorable. I'm about to put the plastic on the windows before Friday when the snow comes, so
It's that cold. It's like, yep, no plastic on the windows. About that time of year. ခုနကတော့ဆီယမမရောက်သေးလို့ဆိုပြီးတော့ငါဆီယမနားနေကန်တော့ Whoa, 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 whoa. Oh, okay. အားကြောင့်လိုက်ရှာလို့ဆီယမ နေပါဦးနင်းအိုက်ပန်ဘယ်ရောက်ဝယ်လား ဝယ်လာမဟုတ်ပါဘူးနင်ကလေဒါငါတို့ channel မှာပွင့်တာငါကိုယ်တိုင်ဆီယမကိုပန်းစီခြင်းလို့တိချခူးလာ ဆရာမကိုဖားလို့မယ်ပေါ့ ဖားစရာလားနင်ကလေငါဆီယမကိုပန်းစီခြင်းလို့ပါ ဟုတ်ပါပဲဟဲ့ဟိုမှာဆရာမ ဟာဟုတ်တယ်ဟာအဲ့ဆိုငါဆီယမကိုပန်းသွားပြီးလောက်မယ်နော် နေဦးဆရာမဟိုတယောက်ကိုစုံညာလားမသိဘူး တာဒီနေ့လဲကျောင်းနောက်ကြပြန်ပြီမလားအဲ့လိုကျောင်းနောက်ကြပြီးမှရောက်လာလို့ရှိရင်ဆရာကြီးကနောက်ဆိုဆရာမကအဆူခံလိမ့်မယ် မနက်ကမိုးရွာနေတာနဲ့တားမှလည်းထီးမရှိတော့တာမိုးတိတ်မှထွက်လာလိုက်တာပါဆရာ Exactly. It's a BL. He would have ရှောက် died. လိုက်ပေါ့ဆရာတော်ကြီးတစ်ခုခုစီစဉ်ပေးမှာပေါ့တာရဲ့ ဟုတ်ကဲ့ဆရာမတာပြောလိုက်ပါမယ် အော်ဒီပါဦးဆရာမအိမ်မှာထီးအပူရှိလားလို့ဆရာမကြည့်လိုက်အောင်မယ်တကယ်လို့ရှိလို့ရှိရင်ဆရာမတာ Porter is the silent killer. ကျေးဇူးတင်ပါတယ်ဆရာမ ဟဲ့အဲကျောင်းသားဘယ်ခန်း ဟိုဘီကန်လေနင်ကလေ ဟာလားငါတစ်ခါမှမြင်မှုပါဘူး နင်ပဲမြင်ဘူးလေ तू ကဒီနေ့မှဒီကြောင်ပြောင်းလာတာ မေနင်ကကုံလေးကြောင့်သိလိုက်လား ဟာနင်ကလည်းမဟုတ်ပါဘူး तू ကလေငါတို့ရက်ွက်ထိပ်ကဖုံးကြောင်မှနေတာဟာဟိုဆရာတော်နဲ့ဆွေမျိုးမကင်းဘူးဆိုလားပဲငါတရားတော့ကတော့လေသူ့မိဘတွေကရွာမှာဆုံးသွားတာတဲ့အဲ့ဒါကြောင့်မို့ဆရာတော်ကသူ့ကိုကြောင်းထားပြီးစောင့်ရှောက်ပြီးကိုဒီကိုခေါ်လိုက်တာ Dag, you all in my business, girl. ဟုတ်တော်တော်အဆုခံနေရတာတနာပါ ကဲတာအတန်းတော်တော်နောက်ကျနေပြီတော်တော့ ဟုတ်ကဲ့ဆရာမ I'm gonna call her CIA. မဆူရပြီးပါငါပန်းသွားပြီးလောက်မယ်နော် NSA. Like, what are you looking at? တူတယ်နင်ပိုင်းငင်းနေရတယ် လမ်းစရာလေးပေါ့ဟာလမ်းစရာလေးပေါ့ အော်မဆင်မရောပြန်လာပြီငါတို့သွားအောင်လေ ကျောင်းလိုက်ပြီပြန်လေးမှလိုက်တာ Memories don't look like ဆင်မ နေပါဦးဟဲသမီးနှင်းဝင်မလားသမီးလှလိုက်တာသမီးကကြက်တည်ရှိလိုက်တာကွယ် ဆင်မသမီးကိုမှတ်မိတာပဲဆင်မလည်းနော်ဟိုးအရင်တော့လိုပဲလှတော့နှုတ်တော့ ဟောသမီးကတော့ပြောတော့မယ်ဆရာမကြီးကအခုအသက်60ပြည့်လို့ပြင်ဆင်အောင်ယူတော့မှလေသမီးရဲ့ဘယ်လိုလုပ်လှနိုင်တော့မှလဲဆရာမကြီးကအိုနေပါပြီကွယ် မဟုတ်တာဆင်မရဲ့ဆင်မကြီးကအသက်60ပြည့်လေလေဟိုးတော့လိုပဲနှုတ်တော့မယ် ငါချင်းမတွေ့ရအောင်ကြာပြီနော် ဟုတ်ပါငါတို့မတွေ့ရတော်တော်ကြာပြီနော်နေရောပြီးမှနင်နဲ့ငါနဲ့ပြောစရာစကားအများကြီးရှိသေးတယ် သမီးကအခုစာရေးဆရာမကြီးဖြစ်နေပြီဆို ဟုတ်ဆရာမ ဆ
ဆရာမအိမ်ကမီးရလေသမီးစာလေးကိုအရန်ကြိုက်အရန်သဘောကျတာသမီးစာအုပ်တွေကိုအရန်ဖတ်တယ်သိလားအခုနောက်ဆုံးသမီးရဲ့စာအုပ်နာမည်ကဟိုဘာဆိုလား သူတို့နှစ်ယောက်ပါဆရာမ အေးအဲ့ဒါလေးယောက်ျားလေး2ယောက်အကြောင်းရေးထားတာမဟုတ်လား ကဲဆရာမ Yeah. အဲ့လိုစာမျိုးဆိုရင်လေဆရာမကြီးမီးကအရန်ဖတ်တာသမီးရဲ့သူကလေအဲ့ဒီစာမျိုးတွေကိုအရန်ဖတ်အရန်ကြိုက်တာနော် You be like, I am right here. ပြောပြီးနော်သမီးရဲ့ကျေးဇူးတင်ပါတယ်လို့ အေးပါကွယ်အေးပါဟုတ်တာသူရိမ်မလားအိုးဆရာမကြီးမနေကြရတယ်ဒါနဲ့ဟိုတလုံးလုံးကသားမန္တလေးကိုသွားနေတယ်ဆိုဆရာမကြီးကလေဆရာမကြီးတော့လာပြီးနှုတ်မဆက်နိုင်တော့ဘူးထင်နေတာ လာရောက်မှာပေါ့ဆရာမရေဒါအဲ့တလုံးလုံးကမန္တလေးမှာလောကိစ္စနဲ့တွားနေရပါမနေ့ကမှဒီကိုပြန်ရောက်တယ်ဆရာမရေ ဟုတ်လားအေးကွယ်တွေ့ရတော့ဝမ်းသာလိုက်တာအော်ဒါနဲ့ဟိုသားတို့တငယ်ချင်းတော်စင်ရောသူလည်းလာမယ်မလားဟိုသားတို့သမီးတို့သူ့ခေါ်ထားကြသေးတယ်မလားဆရာမကြီးသူ့ကိုအရန်တွေ့ချင်တာပဲကွယ် အော်ဆရာမတော်စင်နဲ့ဆက်သွင်းမြန်ကြပြီ How ဆ did ရာ you မ go to this class? ဒီရက်ထဲကျောင်းမှာဆရာမအောင်နှုတ်ဆက်ပွဲရှိရဲဆိုတဲ့အကြောင်းသမီးသတင်းစာမှာတိကျထည့်ထားပါရဲ့သူမြင်တော့လာမှာပါဆရာမရဲ့ အော်အေးပါကွယ်အေးပါဆရာမကြီးကလေသူ့အရန်တတိယနေတာဒီကလေးဘယ်ဒီရောက်ပြီးဘယ်များသွားနေပါလိမ့်ကွယ် ဟုတ်ကဲ့ပါဆရာမဒါတို့လည်းတော်စင်အောင်တကယ်အများကြီးတတိယနေရပါ တည်တာဘောသူရင်ရဲ့ညီသူ့ကိုတတိယနေမယ်ဆိုတာငါတိတ်တည်တာဘောဟာမမရရအဲ့ဒီနေရာကျောင်းစင်းချိန်မှာမိုးရီအရန်ရွာနေခဲ့တယ်ကိုရန်ကျောင်းသားဘဝမိုးရီရွာတဲ့နေ့လေးတစ်နေ့ပေါ့ငါမိုးရီဝါနေတာအတော်ပဲဟဲ့သူ့လိုရငါမှထိမပါလို့စိတ်ညစ်နေတာအတော်ပဲငါ့ကိုကြည့်ပြလိုက်နော် Shut up နေနဲ့ငါနောက်နေ့ကျပြန်ပြီ No, 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 what? No. Oh, no, no, no. That's what you get. That's what you get. The universe don't like ugly. I mean, since we're both here, you wanna, you know, oh no, that's the, I'm the lightning, no.
Wanna get wet together? In the rain. သူတို့နေရာတငယ်ချင်းတွေဖြစ်သွားကြပါစေလို့ကျမဆုတောင်းနေမိခဲ့တာအမှန်ပါ Not her being a little fudashi in the 9th grade. Say, I want y'all to be friends. Don't tell me they stayed there until it stopped raining. နေရလေအဲ့လိုကြီးစရာကောင်းနေဘူး မဟုတ်ပါဘူးအဲ့ဒီတော့နင်းချော်လဲတဲ့ပုံစံလေးငါအခုမှမျက်လုံးနဲ့မှပြန်မြင်ပြီးတော့အရန်ကြီးကျင်လာလို့ပါ မိမနေငါ့ကိုအဲ့တော့ချောင်းကြည့်ညာပါလေ နင့်ကိုချောင်းကြည့်ရတော့မဟုတ်ပါဘူးဒါမဲ့လေနင်သူတဲ့စီကထီးယူပြီးပြေးပြီးတော့ဘန်းကနေဆိုပြီးချော်လဲသွားတာလေအဲ့ဒါငါမြင်လိုက်တယ်တိလား Ooh, အဲ့ဒီ sackable. နေရာမှာလေဟုတ်တယ်မလားအဲ့ဒီနေရာ I should. ဟဲ့ငါအဲ့တော့လေရှေ့အောင်ကောင်းမှမသိဘူးကွာအခုမှလေပြောနေရှက်တော့ရှက်တော့ အမေအခုမှတော့ရှက်မနေနော် Yes. 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 ဒါနဲ့နှစ်သားလေးရောဘယ်ရောက် Oh, God. No. Oh, why did y'all? Oh, ဒီနေ့ចောင်းစားဖွင့်လို့ရှိရင်ចောင်းစားထားတော့မှလေ ဟုတ်လားအော် messed up my shit. ရောက်သွားပြီပေါ့တော်တော်ကြီးပြီပဲဘယ်လိုလဲခလေးကလိမ့်မရလား မလိမ္မာပါဘူးဟဲ့မြောက်လောင်ငါငယ်တော့တိုင်း ဟုတ်လား အခုတော့မှလေဒီလိုလာတော့လိုက်ချင်လို့ဆိုပြီးတအီလုံနေတာမနှဲချော့ပြီးသူ့ဖေနဲ့ထားခဲ့ရ အမလေးနင်တို့အိမ်တော်တယ်များတော့နော် Yeah, she's ခလေးအပူဟိုအပူဒီအပူနဲ့အပူတွေများလိုက်တာငါတို့လိုလေတကူကြီးအပြိုကြီးများကြတော့ဘာအပူမှမရှိဘူးအေးစေးပဲ အေးစေးမဟုတ်ပါဘူးငငယ်တော့ပြောသလိုပဲလေကင်ချာနာ ဟုတ်တယ်ကင်ချာနာဟဲ့နေရောကင်ချာနာဆိုမှလေဟိုကိုရီးယားကိုရောက်သွားတယ်ငါတို့တငယ်ချင်းရဲမြင့်ရောဘာသတင်းကြသိလဲ तू ကဒီနေ့လာမယ်လား လာမှာတဲ့ ဟလားဟဲ့နေရောဒီကောင်ကြီးလာမှတွေ့ရုံပဲသိလားဟဲ့ငယ်တော့ဟာလေကိုရီးယားကားတွေအရန်ကြည့်ပြီးတော့ကိုရီးယားစကားယူတာငါဟဲ့တကယ်ကိုရီးယားရောက်တော့တာ तू ဟုတ်နေရပဲသူ့ပြန်နေငါကိုရီးယားစကားပြန်သိရမယ် ဟဲ့ဒါနဲ့ရန်ကုန်သူမနှွေးကြီးလေသူလည်းဒီနေ့ကြောင်းလာမှာတဲ့နင်းညာငါ့ကိုဖုန်းဆက်ထားတယ် အော်ဟုတ်လားသူလာမှာပေါ့ That just took the whole wind out of the conversation. With somebody's presence, just like ကျမတို့စေတာ takes the air out of the room or out of a conversation or out of whatever. You know something's up there. Okay, so it was a big class. I was like, I didn't realize this ည was. ကြည့်ရပါတော်တော်ကောင်းလာပါဟဲ့တွေ့လားအုံဆုံးနဲ့ဂျုံဆုံးနဲ့ကြီးွားပြီလေသူတို့ငယ်ဘွားခံပြီးသွားပြီအခုအုံဆုံးနဲ့ဂျုံဆုံးနဲ့ကြီးဘွားဟဲ့သူတို့ညောက်လေတင်ဖို့စိတ်ကမှထီးွားလေးလွဲသွားမယ်ဟဲ့တော်တော်ငါရင်တော့မကောင်းလာပါသိလားငါပြောနေဟိုတော့ငိုချင်လားဟဲ့ငါငိုချင်လားနေတွေ့လားတွေ့လား ဒါနဲ့ညာလည်းအကောင်ကြည့်ရတာ ကြည့်တာဘောရဲ့နေရလဲအဲ့ကောင်လွင့်နေရဆိုပြီးငါထမင်းတော့မစားပဲကြည့်တာရှင်းလိုက်တဲ့ကမှငါထမင်းစားတာဟာ အဲ့တော့ကောင်းပါလား ကောင်းတာဘောနေရလဲ အဲ့ဆိုလို့ရှိရင်ရှေ့လွှင့်ပြီးသားဟာငါ့ကိုပြပြလေအဲ့မှာငါခုတက်လာမှာငါကြည့်ပြရအောင် အဲ့နင်တကယ်ကြည့်တာလားတကယ်ကြည့်တာနင်တကယ်ကြည့်မယ်ဆိုလေငါအိမ်လာကြည့်ငါနဲ့တူတူလာကြည့်ငါအမေကိုလေနှုတ်ကလက်ဖက်တုတ်တွေလက်တုတ်ကျွေးခိုင်းမယ်ပြီးတော့လေငါကိုရီးယားကကြည့်နေလေစားဖို့ဆိုတော့ဝယ်တာဈေးလို့လေရှင်နှုတ်ကကျွေးမယ်တဲ့လား နင်တကယ်ပြောရတော့ တကယ်ပြောတာဘောဟာတဲ့လားပြောလိုက်တော့ပြောလိုက်တာမချငါတို့တော့ငိုရအာမရဖြစ်နေတာဟာ Maybe they were okay. Maybe they were girlfriends in high school, and then they broke up, and then the other one had to get married and stuff like that. That's my headcanon now. ဟဲ့သူလေနေ
တယ်လေအုံစောနဲ့ဂျုံစောကကြည့်လား ဟာကြည့်ပါဦး ဟောနင်ကလေဒီလောက်ကောင်းတဲ့ကောင်ဘာလို့မကြည့်ရဟဲ့ရင်းမြင့်နင်ရောကြည့်လား ငါတော့မကြည့်ဘူးအိမ်ကလူရောကြည့်ကြ ဟဲ့ကောင်းတယ်မလားကောင်းတယ်မလား no အေးကောင်းတယ်ဆိုပြောကြ ငါပြောသားပဲအဲ့ကအရန်ကောင်းလာဟဲ့မကြမ်းမလားကောင်းလာတယ်လို့နင်ရတယ်တော်တနာဖို့ကောင်းနော် အေးကြည့်လိုက်မယ် ဟဲ့နင်တကယ်ကြည့်နော် ကြည့်လိုက်မယ် ဟာနင်ကြည့်နော် အေးပါဟာကြည့်လိုက်ပါမယ် အေးပြီးရောနင်တို့ဒီလောက်ကောင်းတဲ့ကောင်ဘာလို့မှမကြည့်ကြလဲဟာနင်ရောကြည့်လားဟာသူလည်းမကြည့်ဘူးလားကွာဟဲ့နင်နဲ့ကလည်းလူတရားပြောစရာဟဲ့အခုလေအုံဆုံးနဲ့ဂျုံဆုံးနဲ့ကွဲနေတာဟာသူတို့ကဘယ်လိုမျိုးမှပြန်တွေ့အောင်လည်းမသိပါဘူးပဲနင်ရောငါကြီးလာလို့စာရေးဆရာမလုပ်တဲ့ခါကြလို့ရှိရင်အဲ့လိုမျိုးဇလန်းကောင်းတွေဝတ္ထုစာအုပ်ရေးပြီးတော့စာအုပ်ထုတ်ပြရောဟဲ့နေလာကြည့်နော် တကယ်လားကြည့်မှာ ဟာနေလာကြည့်နော် တကယ် အပြီးရောနင်တို့လေဘာမှမသိဘူးလောက်ကောင်းတော့ကြည့်ကြငါတော့ကြည့်တမပါမတို့เนี่ย ဆယ်တန်းတက်တဲ့အချိန်မှာကျောင်းသားတစ်ယောက်ကကျမတို့နဲ့အတူတူအေကမ်းမှာတက်ခဲ့တယ်ပြီးတော့နောက်ထပ်တငယ်ချင်းတစ်ယောက်လေဘဝတွေကိုဝင်လာခဲ့တယ် I used to watch it. I'm a translator for y'all. I used to watch him မမီနေတော့မယ် over there, and I'd be like, y'all should just get together. သူ့နာမည်ကနွေးနွေးဤတဲ့ But then another person came into our lives ခင်ခင်မင်းမင်းဟင်း and caused ဆောက်ရှောက်ကြရမယ်နော် and ruined my shit. သမီးကိုဘယ်နာထားရမလဲ ဆင်မသမီးမြတ်မှာလွတ်တယ်အကျဉ်းပဲဒီမှာထိုင်လို့ရတယ်ဟဲ့ရန်ကုန်သူဒီဦးလားဒီမှာလာထိုင်လားငါဖယ်ပေးမယ်ဒီဘက်လာလို့ဒီမှာလာထိုင်လို့ဒီကမအလွတ်ကြီးပါအားမနာနဲ့လာဒီမှာလာထိုင်လာပါအားမနာနဲ့ထိုင်မအကျဉ်းပဲထိုင်အားပြစ်ဘူးဟဲ့ချစ်စရာလေးနော်အေးအရင်ချိုးလိုက်ဟဲ့နင်းနာမည်နွေ့နွေ့အေးဟုတ်နာမည်လေးချစ်စရာ နင်းနာမည်ကဘယ်လိုခေါ်လဲ ငါနာမည်တင်းဝေးတဲ့ What? နင်းလေ What did she say? အုံဆောင်မဟုတ်ဘူးနော်ဟေး နင်းလည်းအုံဆုံးစားကြည့်ရလား နေလေအုံဆောင်ကကြည့်ရလား They can only have one mic for the ကြည့် whole. လို့ရတယ်အတူတူကြည့်ပါတခါဘာလို့မအုံဆောင်ကကြည့်လို့ရှိရင်တော့မခွက်ကြည့်လေနော်ကျောင်းလာတယ်နော်အုံဆောင်ချင်ဆောင်ကြလို့ရှိရင်တော့ photo ပေါ်ရည် Uh-oh. His hair makes art. မိုးဝဲကြည့်ရမှာလားမိုးဝဲကြည့်ရနေလည်းငါ့မှာယူချင်တာကြည့်လေငါ ဘိုင်ဝါပဲစားကြနော် ဟဲ့ဘိုင်ဝါမစားငါလေအုံဆောင်ချူစရုပ်ပါလေရက်ကကလေးဟာဝဲမှာ အဲ့မှာလည်းပုံနေ ဘယ်လိုဝင်မှာလဲကြည့်အောင်လေ ဟိုတည့်ရတူးပါကားပါငါ အဲ့ဒီပုံပါလေဟာလေအဲ့မှာရှိတယ်ဟဲ့မြင်လားသူတို့ဝဲကောင်းအောင် အဲ့ဒါအမြဲတွေ့နေရအောင် ငါမိုးဝဲကျွေးတော့ ဟဲ့ငါပတ်စံမရှိဘူး အဲ့ဒီတော့ဖိုက်ကြပါဦးနင်တို့ဝယ်ပြီးခဏလေးငါတို့စားပြီးမလို့ဟဲ့ဒီကျူဆောက်အဲ့ဒီကျူဆောက်ဖို့မရှိဘူးလားအဲ့ဒီမှာကျူဆောက် You know what? There would have been a fight at my school if somebody would have busted in line. ဟဲ့ဘာပတ်စံမလာဘူးအားကြီးပါလေ အချင်းတော့စား ဟာလားအေးယူယူ ခေရစားကြမယ်လေအဲ့မှာငါတကယ်နော် ဆက်တော့ အားကြရပြီးပြီလားငါရဲမြင့်ကောင်မိုးဝယ်ကျွေးတယ်လား အဲ့တော်ပြီငါနေတရားပဲတွေ့ရတော်ပြီဟာရှိသေးရ ဟဲ့ခလေးလေကလေးလေးလာလိုက်တာဟောငါလည်းဘူးကြည့် ဟဲ့ငါပတ်စံမရှိတော့ဘူးနော် ဒီဟုတ်တယ်ဟဲ့ဒီမှာလာနေတက်ကြ အာ တက်လာလေ เนี่ย တော်ပါပြီဟာနောက်နေ့မှပေါ့ကွယ်တော့ဟာငေါ်လိုက်တာဟာဒီနို့နော်ငါ့ကိုကျေးဇူးတင်ရမယ်ငါကလေ
ငါအိုင်းနဲ့တိုးရက်ပြီးဝယ်ပြီးလို့နှုတ်မုတ်စား ငါလည်းတိုးပါရဲ့ဟာ ဟမ်နင်တို့တိုးတယ်ဆိုပေမဲ့ငါပလိုက်နဲ့ငါအရှိကနေလှုပ်ပြီးတော့ဝယ်ပေးတာလေဒီမို့ဆိုတော့လေနင်တို့ပုံစံတိုင်းဆိုចောင်းတောင်နှုတ်မစား နင်ကလေအိမ်မုတ်ပဲငမ်းနေတယ်ကျောင်းပြတ်တဲ့လို့ရှိရင်ညီမသားဆရာမစာပြီးမှကြောက်ပြီးငါတို့ရင်းချောင်းတုံးနေပြီ တငယ်ချင်းကလေဘာရင်တုံးစရာလို့လေဆီယမစာမေးလို့မရတော့စုခံခဏပေါ့ဟာနင်ကလေစာမမဝေးလို့သေးတယ်ဂျိုဆော့ပြောစလို့မျိုးဆိုလေကင်ချာနာ ကင်းချားတော့ဆိုတာဘာကြီး ဒီ လဲ ချမ်းရပါကြီးပဲ Yeah, what is ဒီ it? လိုကလေကိုရီးယားကကြည့်နေပြီဒါလေးတော့မသိဘူးလားဂင်ချာနာဆိုတာကိုရီးယားလိုမျိုးလေအစ်စေးပဲလို့ပြောတာ Okay. ငါလေကိုရီးယားကကြည့်ပြီးတော့ကိုရီးယားစကားဆိုအမြဲတမ်းမှတ်ထားစာတော့မရဟဲ့ငါတို့ဟိုမှာထိုင်မျိုးမဟုတ်စားလာရန်ကုန်သူလာနေထိုင်ဟဲ့တော့စင်နေဒီမှာထိုင်ရလား ဟဲ့ပို့တော့ဝင်မစားဘူးလားဟိုမုံစင်းရမှာလူအများကြီးပဲ ဟုတ်ကြပြီမွေတော့ပါဘူးဟာ အာဟဲ့ဝဲလဲဘာမှမဖြစ်ဘူးဒီမှာငါတို့မှာမုံနေအများကြီးပဲပါရော့နေတဆုပ်စား စားပါ အာနင်ကလေစားပါအမနာပါနဲ့တကယ်ချင်းချင်းချုံနေရလဲမငါမမုံနေအများကြီးကျန်ဟဲ့ဒီဘောဖတ်ငါနေချွေစိတ်ကောင်းမရှိ Oh, I'm ဘူး sorry. ပဲဖောက်စား You just happened to be next to the guy he was looking at, really. Oh. ဟာကျုံမိပဲဟဲ့ Ooh. Ooh, he ဟာ wasn't. သူ Ooh. တွေတွေ့ရမယ်ဘာထူးစားလို့ ငါ့ကိုရေးပြသွားတယ်ဟာ He wasn't. Ooh. Ooh. Baby, no. Oh, no. Ooh. အေး Ooh. I don't like where this is going. Oh, no. 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 Oh, no. No, 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 no. That was part 1, episode 2 of the two of them. I think it's going to be a kind of slow, drawn up, slower pace story and things like that. However, and like little things are, it's going to be slow and moving and things. However, they ooh, baby, ooh. She was like, oh, he smiled at me. He looked at me. He was looking by you. Sorry. Ooh, this is, I don't like where this may be going. But we have the outsider and stuff like that, and he's like, the other guy's kind of interested in him, and in the future we see that we already know in the future they lose touch and stuff like that. So I think this story is going to be like they meet in high school, there's some warm, and then they have to lose touch, and hopefully they have a happy ending later on with the time skip that's already, we already know it's going to happen. At first I was wondering like how many people are in the school, because this teacher remembers these, like, I thought there was only like 4 of them, but in the flashback there was many more, so that was all good. So no, it's gonna be a slow, enjoyable watch. It's gonna be a tranquil watch, and I'm glad this is on a Thursday, which is just like tranquil. Anyway, so I'm going to bring this stream to an end. I would like to, first of all, send a shout out to everybody who came to the chat. Shout out to Maul, C, DZB, Dojami, Cry, Star Dramas. Who else said something? Star Dramas, DZB, C. What's that C? What is the name? Yeah, I got everybody. Look at that. I am late in the night and I still get everybody. I still remember people. Alright.
So yeah, that's what I want to send a shout out to y'all. Thank y'all very much for coming through the chat. Also, I'm going to send a shout out to everybody who lurked. Thank you very much for lurking. I appreciate you. You never have to say anything. Lurking's fun. Also, I'm going to send a shout out to everybody who took your time to watch the VOD. If you watched the VOD and you're not here with us, I noticed that people watch the VOD, and so yay. Also, shout out to you if you watched part of this that gets edited and shown up into YouTube. Think about coming over to Twitch and stuff like that, or checking out the Patreon. Also, shout out to you if you're looking at this in the archives, many moons into the future. Hi. So, yeah, we'll be back tomorrow, but also, or just see you in the next video. Brain is turning to mush. You see, my brain goes, and so I just want to say, so I'm gonna end this video, this stream, as I end everything. I know that the world is very, very scary right now. And so even with it being very scary, don't forget to take care of yourself and each other, because that's all we have. And if nobody told you I love you today, I love you. And thanks for coming out. Good night or good day wherever you're in the world. God bless. DC out. Bye everybody. Bye. Bye. See you next time. See you next video. See you next tomorrow. See you next.